တောနက်ထဲမှာတင်းငယ်တဲ့တိရစ္ဆာန်လေးတကောင်အိုလီဟာတက်ရှင်ဖို့အတွက်အမြဲတမ်းရုန်းကန်နေရပါတယ်။ဒီနေ့မှာသားရဲတိရစ္ဆာန်တွေကမြင်သွားပြီးလိုက်ဖမ်းတဲ့အခါအိုလီကကြောက်လန့်ပြီးထွက်ပြေးနေရပါတယ်။အဲ့ဒီချိန်မှာအရာအလုံးရစ်တန့်သွားပါတယ်။အဲ့ချိန်အိုလီကပြောတယ်ဒီနေ့ကငါ့အတွက်အဆိုးဆုံးနေ့မဟုတ်သေးပါဘူးဆိုပြီးအတိတ်ကိုပြန်ပြောပြပါတယ်။အိုလီကကလေးဘွားတုန်းကစူးစမ်းစိတ်ရှိတဲ့ကောင်းလေးတစ်ယောက်ဖြစ်ပြီးဒီနေ့ပင်လယ်ငါးနားမှာလှပတဲ့ငါးတွေကိုတွေးလိုက်ရပါတယ်။အဲ့ဒီမြင်ကွင်းကသူ့ကိုရင်းစစ်ဝင်သွားကြစီပြီးငါလည်းရေအောက်မှာတက်ရှင်နိုင်မယ်ဆိုဘယ်လောက်ကောင်းမလဲဆိုတဲ့အတွေးဝင်လာပါတယ်။ဒါနဲ့သူကိုယ်တိုင်စမ်းသပ်မှုတွေကိုအချိန်ချင်းလုပ်တယ်။ပထမချိန်ဒုတိယချိန်အားလုံးကပျက်စီးသွားပါတယ်။ဒါပေမဲ့အိုလီကလက်မလျှော့ပဲထက်တလဲလဲစူးစမ်းတဲ့အခါနောက်ဆုံးမှသူအောင်မြင်သွားခဲ့ပါတယ်။အိုလီကရေအောက်ကဘာမှာအချင်းကြနေရင်သူမြင်ရတဲ့ကဘာနဲ့မတူရောင်တွေးဆုံနေတဲ့ငါးတွေမျိုးစုံတဲ့တိရစ္ဆာန်တွေကိုမြင်ဘူးတဲ့အချိန်မှာအလှပဆုံးကဘာကြီးတစ်ခုဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ကြီးမားပြီးလှပတဲ့ငါးကြီးတစ်ကောင်ကသူ့ဘက်ကိုတက်တက်လာနေခဲ့ပါတယ်။အိုလီကအန်ဒီယေကိုမတိပဲအံ့ဩနေတဲ့အချိန်မှာသူ့အဖေကအလင်းမြန်လာပြီးသူ့ကိုဆွဲထုတ်သွားလိုက်ရပါတယ်။နည်းနည်းနောက်ကျရင်အိုလီကအစားခံရတော့မှာပါ။အိမ်ပြန်ရောက်တဲ့ချိန်မှာသူ့ဖေကတတိပေးပါတယ်။တခြားတိရစ္ဆာန်တွေကိုမယုံဖို့နဲ့ကိုယ့်အမျိုးနဲ့ပဲကိုနေဖို့ပါ။ဒါပေမဲ့အိုလီကပင်လယ်ထဲကအတွေ့အကြုံကိုမမေ့နိုင်မနဲ့သူ့အတွက်ကအရင်စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။ဒါကြောင့်မိဘတွေကဒီကျုံကနေဘယ်တော့မှမထွက်ရဘဲနဲ့တခုတည်းတော့စီကန်းကလည်းဒီနေ့လျှို့ဝှက်စာနေမနေ့ပြန်အသက်ရှင်စွာနေနိုင်မယ်လို့ပြောပါတယ်။အိုလီကအလင်းမထားတဲ့အတွက်သူ့ဖေကအတိတ်ကအကြောင်းကိုပြောပြမယ်လို့ပြောတဲ့ချိန်သူ့မိကမတိတင်နေဘူးလို့ဝင်သားပါတယ်။ဒါပေမဲ့အိုလီရဲ့အဖွားကဝင်လာပြီးဇလန်းကိုကိုယ်တိုင်ဆက်ပြောပြပါတယ်။ဟိုရှေ့တုန်းကဒီဂျန်ဝမ်တွေကအခုလိုမဟုတ်ခဲ့ဘူးဆိုပြီးစပြောပြပါတယ်။ချိန်တရိတ်ဆန်အားလုံးဟာကြောက်ရွံ့မှုနဲ့သက်ရှင်ရတဲ့အကြောင်းကတော့တောထဲမှာအုပ်ရှုပ်နေတဲ့ကြောက်မက်ဖွယ်ရာဝင်းပလေးတစ်ကောင်ရှိနေလို့ပါ။ဒါပေမဲ့တနေ့မှာထူးဆန်းတဲ့တစ်ပင်ကြီးလိုတက်တဝါတွေဇိုလို့ခေါ်တဲ့အရာတွေပေါ်လာခဲ့ပါတယ်။သူတို့မှာအထူးစွမ်းအားတွေရှိပြီးတရိတ်ဆန်တွေကိုပြောင်းလဲပေးနိုင်ပြီးမတူညီတဲ့မျိုးစိတ်တစ်ကောင်နဲ့တစ်ကောင်နားလည်စကားပြောနိုင်အောင်လုပ်ပေးနိုင်ပါတယ်။ချိန်ပထမဆုံးငြင်းချက်မှုပေါ်လာခဲ့ပါဒါပေမဲ့အာနာလူဂျင်နဲ့ဝင်ပလီကြီးဟာသူရဲ့စွမ်းအားတွေကိုခိုးယူလိုက်ပါတယ်။အဲဒီနောက်မှာသူကပိုပြီးကြောက်စရာကောင်းတဲ့မီးဝင်ပလီအဖြစ်ပြောင်းလဲသွားပါတယ်။သူတော်သားကြောင့်ဇိုချိုးပျက်စီးသွားခဲ့ပြီးကျန်တဲ့သူတွေကဂျိုင်ဝမ်ကိုထွက်ပြေးရပါတယ်။အဲဒီနေ့ကစပြီးမီးဝင်ပလီကနေရာကိုထပ်မံအုပ်ရှုပ်ခဲ့ပါတယ်။ဇလန်ကပြီးသွားပေမဲ့အိုလီကတော့မကြောက်ပါဘူး။တကယ်တမ်းဆိုရင်သူကစိတ်ဝင်စားမှုတော့မရှိနေတာပါ။အချိန်တွေကြာလာပြီးတဲ့နောက်အိုလီတို့ရဲ့မျိုးစိတ်ဟာအသေးရိတ်တင်ပွဲကိုကျင်းပနေကြပါတယ်။အားလုံးကသူတို့ရရှိထားတာတွေကိုကျေးဇူးတင်နေကြပါတယ်။အဲ့ဒီချိန်မှာအိုလီကကလေးငှက်ဂျိုဗန်တကောင်ကိုမြင်လိုက်ပါတယ်။သူရဲ့စီးစမ်းမှုကပြန်တက်လာပြီးအနီးကပ်ကိုတွားကြည့်တယ်။ဂျိုဗန်ကအတီးကိုဖောက်မစားနိုင်မဲ့အခက်အခဲဖြစ်နေတယ်။အိုလီကထပ်မစင်းစားပဲကူညီလိုက်တယ်။သူကအတီးကိုဘယ်လိုဖောက်ရမလဲဆိုတာပြတာပြီးကိုယ်တိုင်ပထမဆုံးကိုက်စားပြတယ်။လုံချုံနေဆိုတာကိုပြကျင်လို့ပါ။ဂျိုဗန်ကလည်းနားလည်သွားပြီးစတင်စားပါတယ်။နောက်ထပ်အတီးတွေကိုတောင်ယူလာပြီးအိုလီနဲ့တူမျှဝေတယ်။အဲ့ဒီချိန်မှာအိုလီရဲ့အဖေကရုတ်တရက်ရောက်လာတယ်။သူကဂျိုဗန်ကိုမြင်တာနဲ့တခါတည်းစွန့်ဝင်သွားပြီးအိုလီကိုချက်ချင်းဆွဲခေါ်သွားတယ်။အဲ့ဒီချိန်မှာဂျိုဗန်ကအိုဟစ်ပြီးကူညီခေါ်လိုက်တယ်။အဲ့အော်ဒန်ကပြဿနာကြီးတစ်ခုဖြစ်မယ်ဆိုတာကိုအိုလီကမသိသေးပါဘူး။ကလေးဂျိုဗန်ကသူ့အုပ်စုကိုခေါ်လာခဲ့ပြီးမိနစ်အတွင်းမှာအများကြီးရောက်လာကြပါတယ်။အိုလီတင်ပေးတဲ့နီးနဲ့တီးတွေကိုတလုံးချင်းစီဖောက်စားသွားကြပါတယ်။အိုလီတို့မျိုးနွယ်တွေရှေ့ရက်ကလေးကစူးစောင်းထားတဲ့ဆက်စာတွေကိုတစ်ချက်ထက်နဲ့အကုန်လုံးပျောက်ကွယ်သွားစေခဲ့ပါတယ်။အဲ့ဒီနေ့ဟာအိုလီရဲ့အဆိုးဆုံးနေ့တွေကတစ်နေ့ဖြစ်ပါတယ်။ကြည့်ရှင်ကိုပြန်ရောက်လာတဲ့အချိန်မှာအိုလီအိမ်ပြန်ရောက်လာတဲ့အချိန်တွေမှာအရှင်တွေကစိုးနေပါတယ်။ဆောင်းရည်နီးလာပေမဲ့အစားအစာတွေကမရှိတော့ဘူး။သူတို့မျိုးနွယ်တွေအားလုံးကစိုးရိမ်နေကြပါတယ်။ဒီလိုနဲ့ကျွန်တော်တို့အသက်ရှင်နိုင်ကြပါမလားဆိုတဲ့စိတ်ကူးတွေထွက်လာကြပါတယ်။အိုလီကတော့အပြစ်ရှိသလိုခံစားလာရပြီးငါကူညီတဲ့မူငါကြောင့်ဖြစ်ရတာလို့ကိုယ့်ကိုအပြစ်တင်နေပါတယ်။တခါတည်းမှာအတွေ့တစ်ခုပြန်ရောက်လာပါတယ်။တစ်ချိန်လုံးကဂျိုဗန်တကောင်ကအလင်းပြတ်မှုကိုကြောက်ပြီးနောက်ဆုတ်သွားတာကိုသူတတိယလိုက်ပါတယ်။အဲ့ဒါနဲ့အိုလီကအကြံတစ်ခုထွက်လာပါတယ်။သူကွဲနေတဲ့မှန်ပိုင်းစားတွေကိုစုဆောင်းပြီးနေရောင်ကိုရောင်ပြန်ထွက်အောင်လုပ်ကဂျိုဗန်တွေကိုကြောက်အောင်လုပ်လိုက်ပါတယ်။အစမှာတော့အလုပ်ဖြစ်တယ်ဂျိုဗန်တွေကထွက်ပြေးသွားတယ်။ဒါပေမဲ့ဂျိုဗန်တကောင်ကအိုလီဘက်ကိုတိုက်ရိုက်ဝင်တက်လာတယ်။အိုလီကအလင်းပြန်ဖို့ကြိုးစားပေမဲ့အဲ့ဒီတက်ခတ်မှုကြောင့်သူဟာနှဆိုင်နဲ့တွင်းပေါက်တစ်ခုတည်းကိုပြုတ်ကျသွားပြီးအောက်ကိုရောက်တဲ့အခါသူမထင်မှတ်ထားတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတယ်။ဒါဟာအဖွားပြောတဲ့ဇိုနဲ့ဆက်နွယ်တဲ့အရာတစ်ခုဖြစ်နိုင်တယ်။သူကမထိရှင်ဘူး။ဒါပေမဲ့ရှေ့လက်မှားသွားပြီးအဲ့ဒီပေါ်ကိုထိမိသွားပါတယ်။နောက်ပဲအိုလီမီတာစုကသူ့ကိုလိုက်ရှာတဲ့အချိန်မှာအိုလီကဒီမှာပါလို့အခေါ်ပြီးပေါ်ကိုတက်လာတယ်။ဒါပေမဲ့သူ့ကိုမြင်တဲ့အခါလူတိုင်းနောက်ဆုတ်သွားတယ်။အိုလီကကိုကြည့်လိုက်တော့သူလည်းအံ့ဩသွားတယ်။သူကဂျိုဗန်တကောင်ဖြစ်သွားပါပြီ။အိုလီကငါပါလို့ပြောပေမဲ့သူ့အတန်ကဂျိုဗန်အတန်ဖြစ်နေတယ်။သူမျိုးနယ်စုတွေအတွက်ကတော့ပိုကြောက်စရာကောင်းသွားပြီးသူတို့ထင်တာဂျိုဗန်တကောင်ကအိုလီကိုစားပြီးသူ့အတန်ကိုတူပနေရလို့ထင်သွားပါတယ်။နောက်ဆုံးမှာတော့သူရှေ့လျှော်ပြီးအောက်ကိုပြုတ်ကျသွားပါတယ်။နောက်ရက်အိုလီနိုးလာတဲ့အခါသူကအလံဝေးတဲ့နေရာမှာတယောက်ရှိနေပြီးဘာလို့ဘာကိုင်းရမလဲမသိဖြစ်နေပါတယ်။အဲအချိန်ဂျူဗန်တုံးကရောက်လာပြီးဒူဂျီဗန်ကထူးဆန်းနေတယ်လို့ထင်နေကြပါတယ်။သူတို့ကသူတို့မိတ်ဆက်လိုက်ပြီးသူ့နာမည်က IV ဒါကတူညီမဗိုင်ယိုလက်နဲ့လီလီလို့ပြောလိုက်ပါတယ်။ဒီကတော့သူ့ဘာသာသူဂျူဗန်ဖြစ်နေတာမယုံမင်းဒီခဏကငါဟာမဟုတ်ဘူးဆိုပြီးအတောင်တွေကိုဆွဲဖြုတ်ဖို့ကြိုးစားပါတယ်။ IV တို့တွေကတော့သူကောင်းထိပြီးစိတ်ရှုပ်နေလို့ပါလို့ပဲထင်ကြပါတယ်။ရုတ်တရက်တောတွေကမီးဝင်းပလေးတကောင်အတန်ကိုကြားတဲ့ချိန်မှာ IV ကမျက်နှာပြောင်းသွားပြီးတော့အိုလီကိုတတိရည်တွေနဲ့ဖောက်အုပ်ပြီးအနံ့ကိုဖျောက်ပစ်ဖို့ကြိုးစားတယ်ပြီးတော့သူနဲ့သူ့ညမတွေကပြန်ပြီးတော့ထွက်သွားကြပါတယ်။အိုလီကတိတ်လေးနေရင်တက်တာမရှိနိုင်ပါဘူး။မီးဝင်းပလေးကလည်းလိုက်လေရှာဖွေနေပါတယ်။အန်တရကင်းသွားတဲ့နောက်အိုလီကရေကန်တစ်ခုကိုတွားပြီးကိုတန်ရှင်းဖို့ကြိုးစားပါတယ်။အဲ့ဒီချိန်မှာဘူကဲလို့ခေါ်တဲ့ငါးတစ်ကောင်နဲ့တွေ့ပြီးဘူကဲကအိုလီဇက်လန်ကိုနားထောင်ပြီးတော့မင်းပြောတဲ့အလင်းတောက်နေတဲ့အရာတစ်ခုကိုငါတိတယ်။သူကကြီးမားတဲ့တစ်ပင်တွင်မှရှိတယ်လို့ပြောပါတယ်။
အိုလီကရှက်ရှင်းမဲ့ရှားတူပါပေမဲ့အိတ်ကိုသွားဖို့အတွက်ရေရှောင်းတစ်ခုကိုဖျက်ဖို့လိုအပ်နေပြီးသူကမပြန်တက်တာကြောင့်ခတ်တွေ့နေပါတယ်ဒီကလည်းအိတ်ကိုသွားဖို့နင့်ကိုကူညီမယ်ဒါပေမဲ့ပြီးရင်ငါနဲ့လိုက်ရမယ်လို့ပြောတော့ဒီကသဘောတူလိုက်ပါတယ်မဲ့ IV ကထိလိုက်မိတာကြောင့်တခါတည်း OB တို့မျိုးနွယ်ဖောက်ခုဖြစ်သွားခဲ့ပါတယ်လေလေတူရဲ့တစ်ခုတည်းတော့ခွေကိုဆွတ်ဆွတ်လိုက်ပြီးဆိုပြီးဝမ်းနေပါတယ်IB ကဖုတ်ခုဖြစ်သွားတာကြောင့်ဆွရှုံနေပြီးအိုလီကတော့သူ့အမားကြောင့်အလုံးပျက်စီးသွားပြီလို့ခံစားရတယ်နောက်ထပ်လမ်းလည်းမရှိတော့ဘူးလို့ပြောလိုက်ပါတယ်ဒါနဲ့နှစ်ယောက်လုံးကနောက်ထပ်နေရာအစ်တစ်ခုကိုရှာမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဘူကဲကိုပြန်တွေ့တဲ့အချိန်မှာဘူကဲကအရေးကြီးတဲ့အချက်ကိုပြပြလိုက်ပါတယ်ခန္ဓာကိုယ်ပြန်ပြောင်းဖို့လိုအပ်တဲ့ဖောက်တွေမိဝင်ပလီတွေတက်တာခံရတဲ့ဇိုတစ်ပင်တွေပေါ်မှာပဲပေါက်ပါတယ်ဒါကြောင့်မလို့သူတို့ကိုနောက်ထပ်ရေကုန်ကြီးတစ်ခုကိုပြလိုက်ပါတယ်သူတို့တွားတဲ့လမ်းကမလွယ်ကူပါဘူးတောင်တွေလည်းတက်ရပါတယ်အဲ့ဒီအချိန်မှာမိဝင်ပလီတွေကလည်းသူတို့ကိုအနံ့ခံရင်းနဲ့လိုက်ရှာနေပါတယ်နှစ်ယောက်လုံးကလည်းခန္ဓာကိုယ်တစ်တွေနဲ့တားမကြသေးတာကြောင့်တောင်ပေါ်ကိုတက်ဖို့ကြိုးစားရုံကန်ရပါတယ်အချိန်မှာသူတို့လည်းပြေးလိုက်ပုံလိုက်လုံနေရင်ဝင်ပလီလေးတစ်ကောင်ကိုတွေးလိုက်ရပါတယ်သူကသူ့ရဲ့ဖေတွေကိုရှာနေတယ်လို့ပဲလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာဝင်ပလီကြီးတွေပတ်လည်ဝိုင်းလာပြီးတိုက်ခိုက်မှုကိုစတင်มาတော့တယ် IV ကဒီဘက်လို့អော်ပြီးတလန်းလုံးကိုလှည့်ပြေးပါတယ်နှစ်ယောက်လုံးကအသက်ရှူမအောင်ပြေးနေကြပြီးနောက်ကျောဘက်မှာဝင်ပလီတွေကလည်းနီးကပ်စွာလိုက်လာခဲ့ပါတယ်ပြေးရင်းလွှားရင်းနဲ့ကူတစ်ခုကိုမြင်လိုက်တဲ့အချိန်မှာဘာမှမစင်စားတော့ဘဲနဲ့အတွင်းကိုဝင်ပြေးလိုက်ကြပါတော့တယ်သူလည်းဝင်ပြီးခဏကြာအပြင်ကဝင်ပလီတွေရက်တန့်သွားပါတယ်အိုလီတို့လည်းတခုခုထူးဆန်းနေတာကိုခံစားမိတဲ့အတွက်ကြောက်ခဲနဲ့ပြစ်ပေါက်ကြည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမွေတွေထွက်လာတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ဒီတလန်းဟန်လွဲပြီးတွားစရာလည်းမရှိတာကြောင့်အိုလီကအိုင်ဗန်ကိုပူကူတွေကအန်တီယေကိုအာယုံခံနိုင်တာကြောင့်မလို့ပူကူဆိုင်ရီကိုအသုံးချဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ IV ကလည်းသူမသိဘူးလို့ပြောနေတဲ့အချိန်မှာအိုလီကတင်ပေးလိုက်ပါတယ်။မျက်လုံးမှိတ်လိုက်တာနဲ့အနံ့တွေကိုမြင်ရမှာဖြစ်တဲ့ကြောင့်အန်တီယေငွေ့တက်တွေကိုရှောင်နိုင်ပြီလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ IV လည်းအန်တီယေတွေကိုခန်းစားမိသွားပြီးနှစ်ယောက်အတူတူမွေတွေကိုကြော်ဖြတ်ဖို့ကြိုးစားကြပါတော့တယ်။ဒါပေမဲ့သူတို့အပြင်ကိုရောက်ခဏနေလေးမှာပဲဘလွေတွေကအော်လိုက်တာကြောင့်မွေတွေအကုန်လုံးလဲနိုးဝါပြီးတုန်ခါမှုကြောင့်အိုလီတို့နောက်ကိုလိုက်လာပါတော့တယ်။အိုလီတို့လည်းထွက်ပြေးကြပေမဲ့တစ်ဖက်မှာလမ်းမရှိတော့ဘဲနဲ့ကြောက်ကမ်းပါးကြီးဖြစ်နေပါတယ်။ IV ကအိုလီကိုတွန်းထုတ်လိုက်ပြီးပြန်ဖို့ပြောတယ်။ဒါပေမဲ့အိုလီကမပြန်တက်ဘူးဆိုပြီးရုံးရင်းဆန်ခတ်ဖြစ်နေကြပါတယ်။ IV ကအတောင်ပံကိုဖွင့်ဖို့တင် जा ပေးပါတယ်။နောက်ဆုံးမှာတော့အိုလီကပြန်နိုင်သွားခဲ့ပါတယ်။မြေပြင်ပေါ်ကိုဆင်းပြီးအတက်ဖြည်းဖြည်းချင်းစီဆူကြတယ်။ခဏသိစိတ်သွားပြီးတော့အိုလီကပြောတယ်မင်းကငါ့ကိုကယ်ခဲ့တာပဲ။ IV ကလည်းလေးလေးနက်နက်ပြန်ပြောပါတယ်မင်းကိုမယုံပေမဲ့မင်းကိုတော့မသိစေချင်ဘူး။နေဝင်ချိန်ကိုကြည့်ရင် IV ကစကားတွေပြောနေပါတယ်။ဆိုရီပြတ်သွားပြီးတဲ့နောက်ငါတို့ဂျိုဗန်တွေကအစာမလုံလောက်တော့ပါဘူး။သူ့အတက်မှာဝမ်းနဲ့မှုတွေပါလာတယ်။ငါမိဘတွေကဆာလောင်ပြီးတိတ်သွားတယ်။အိုလီကတိတ်တိတ်လေးနေနေတယ်။အကြီးဆုံးဖြစ်လို့သူ့ညီမလေးတွေကိုကာကွယ်ရေးပူကူးတကောင်ကအတိဖောက်နီကိုပြလို့တက်ရှင်ခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီချိန်အိုလီကတူဂျိုဘန်ငက်လေးတကောင်ကိုအတိဖောက်နီတင်ပေးတာကိုတတိယသွားတယ်။အကြောင်းမလို့ဂျိုဘန်တွေကအတိကိုတိလာပြီးတူလူမျိုးတွေရဲ့ဆာဆာပျက်စီးသွားခဲ့ရတာတူခုပြည့်ရှိတယ်လို့ခံစားနေရတယ်။ဒါပေမဲ့ဘာမှမပြောဘဲတိတ်ဆိတ်နေခဲ့ပါတယ်။နောက်တနေ့မနက်သူတို့ရေတကွန်ကြီးစီကိုရောက်လာတယ်။အိုလီက IV ကိုတဲပြီးပြန်တယ်။ရေတကွန်လည်းမှာဆိုရဲ့အလောင်းပေါ်ကတောက်ပနေတဲ့ပေါ့တစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့နေရာမှာလဲဝင်ပလီတွေကရှိနေပြီးအလွန်ကိုအန်တီရင်များနေပါတယ်။အဲ့ဒီအချိန်မှာဘူကဲကပေါ်လာပြီးငါကူညီမယ်လို့ပြောလိုက်တယ်။အိုဒီကလည်းအံ့ဩသွားပါတယ်။ဘာကြောင့်မလို့ကူညီမလဲလို့ပြောလိုက်ပါတယ်။ဘူကဲကငါတယောက်တည်းနေရတာပြင်းလာပြီးမင်းတို့ကလည်းငါအတွက်တငယ်ချင်းလိုဖြစ်နေပြီ။ပြီးတော့ဆက်ပြောတယ်။တကယ်လို့မင်းတို့တွေပေါ့ရလာလို့ရှိရင် IV ကဘာလဲလို့မေးတဲ့အချိန်မှာဘူကဲကငါ့ကိုလည်းပြောင်းလဲပေးပါလို့ပြောလိုက်တယ်။ဝင်ပလီတွေကဘူကဲစီမှာအာရုံရောက်နေတဲ့အချိန်မှာအိုလီနဲ့ IV တို့ကလည်း box စီကိုပြေးဖို့ကြိုးစားကြပါတော့တယ်။ဒါပေမဲ့အဲ့နေရာမှာပေါ့ကတစ်ခုတည်းရှိနေတာကြောင့် IV ကတူတုံးပြီးတော့ငှက်ဖြစ်သွားတဲ့အချိန်မှာနှစ်ယောက်တူတူပြန်ပြီးရှာကြမယ်လို့ပြောပါတယ်။အဲ့ချိန်အိုလီကငါမင်းကိုဘာလို့ယုံရမှာလဲငါငငယ်ကမင်းတို့ကိုအတီးဖောက်နီကိုတင်ပေးခဲ့မိပြီးမင်းတို့အကုန်စားသွားတာကြောင့်ငါတို့တစ်မျိုးလုံးအခုအငတ်ပေးကိုရင်ဆိုင်နေရပြီငါဘာလို့မင်းကိုယုံရမှာလဲလို့ပြောလိုက်ပါတယ်။အဲ့ချိန်မြေခွေးတွေရောက်လာတာကြောင့်နှစ်ယောက်စလုံးဘူကဲလို့အခေါ်ရင်အတီးကိုထိလိုက်မိတာကြောင့်နှစ်ယောက်လုံးဘူကဲငါးတွေဖြစ်ပြောင်းလဲသွားလိုက်ပါတယ်။ဒီထဲကိုပြုတ်ကျသွားတဲ့အချိန်မှာအိုလီနဲ့ IV နှစ်ယောက်လုံးငါဖြစ်ပြောင်းသွားတာကိုသဘောပေါက်ပြီး IV ကပေါ့ကပြောင်းချင်တဲ့အရာကိုပြောတဲ့အတိုင်းဖြစ်သွားတာဖြစ်တာပဲအဲ့လိုပြောတော့အိုလီကစိတ်ပြတ်သွားပြီးငါအိမ်နဲ့ပိုဝေးသွားပြီလို့ပြောပြီး IV ကိုအပြစ်တင်တယ် IV ကစိတ်ထိခိုက်ပြီးနှစ်ယောက်လုံးတိတ်ဆိတ်နေပြီးတူလန်းတူတွားဖို့ဆုံးဖြတ်ကြပါတယ်ဒါပေမဲ့ဘူကဲကပြန်ပေါ်လာပြီးမင်းတို့လက်မလျှော့တင်ဖို့နောက်ထပ်ပေါ့တွေအများကြီးရှိသေးတယ်လို့ပြောတယ်အိုလီကရက်ပြီးသူတို့ကိုကြည့်လိုက်တယ်ဘူကဲကနောက်ထပ်နေရာရှိသေးပေမဲ့အန်တီရများပေမဲ့အခွင့်အရေးလည်းရှိပါတယ်လို့ပြောလိုက်တယ်အိုလီကစစ်စားပြီးနောက်ဆုံးမှာတော့သူပြန်လှည့်ပြီး IV နဲ့ဘူကီနောက်ကိုလိုက်သွားပါတယ်ဘူကဲကနောက်ထပ်ပေါ့တွေရှိတဲ့နေရာက Rock Force လို့ပြောလိုက်တယ်။အဲဒီအချိန်မှာ IV ကမျက်နှာတင်သွားပြီးဒီနေရာကဘလောက်အန်တီရများလဲဆိုတာတူတိပါတယ်။ခုတော့ရွေးချယ်စရာမရှိတော့ပါဘူး။လန်တစ်လျှောက်တူတူတွားကြရင်းနဲ့ IV ကအရင်ကဖြစ်ခဲ့တာတွေအတွက်ငါတောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်။
အိုလီကငါလည်းမှားတော့တွေရှိခဲ့ပါတယ်လို့ပြောနှစ်ယောက်အပြန်လည်နားလေက Roforce ကိုရောက်လာကြပါတယ်ပေါ်ကိုကြည့်လိုက်တဲ့ချိန်မှာကြောက်တုံးနေကြမှာပေါ့တွေအများကြီးရှိနေပေမဲ့အပေါ်ကိုတက်ရတာထင်တယ်လို့မလွယ်ပါဘူးသူတို့တက်ဖို့ကြိုးစားနေတဲ့အချိန်ကြောက်တုံးတချို့ကလှုပ်ရှားလာပြီးအဲ့ဒါတွေကတက်ရှိဖြစ်နေပြီးသူတို့ကိုတိုက်ခိုက်ပါတယ်သူစားပြီးတက်နေရင်အပေါ်ရောက်ခဏီမှာဝင်ပလွေတွေစောင့်နေတာကိုတွေ့လိုက်ရပါတယ်အဲ့အချိန်ဝင်ပလွေလေးတစ်ကောင်ကချေလျှော်ပြီးကြောက်နာပြုတ်ကြမလို့ဖြစ်နေပါတယ်လီကတွားဖို့လုပ်နေတာကြောင့်ဖိုကဲကမကယ်နဲ့ပေါ့ကိုယူဖို့အရေးကြီးတယ်လို့ပြောပေမဲ့အိုင်လီကမတုတ်ပြန်တော့ဘဲနဲ့ဝင်ပလွေလေးကိုကဲလိုက်ပါတယ်အိုလီရဲ့လောက်ရက်ကသူတို့ကိုတိုက်ခိုက်မဲ့ရှင်တွေကိုပြောင်းလဲစေပြီးအခွင့်အရေးအနေနဲ့သူတို့ပေါ့တွေရှိတဲ့နေရာကိုဆက်သက်သွားနိုင်ခဲ့ကြပါတယ်အပေါ်ရောက်တဲ့ချိန်အိုလီကဘူကိုအိုင်ဗီကဂျပန်လို့អော်တဲ့ချိန်မှာဘူကဲကလည်းညှိခွေးဆိုပြီးတော့ထအော်ပါတော့တယ်အိုလီနဲ့အိုင်ဗီတို့ကအံ့ဩနေကြတဲ့ချိန်မှာဘူကဲကပြောတယ်ငါကအဲ့ဒီပုံမြင်တဲ့ကတက်တော်ပါပဲတခါတော့ကဒီနေရာကိုဖျက်ဆီးခဲ့တဲ့သူပေါ့ငါအရာအလုံးကိုဆုံးရှုံးခဲ့ရတဲ့ဖွဲ့ထဲမှာအသေးဆုံးဖြစ်တဲ့အတွက်အနိုင်ကျင့်ခဲ့ရတဲ့အဲ့ဒါမို့ငါအလုံးကိုတက်ပစ်ရှင်တယ်လို့ပြောပါတယ်ဒီနေရာကိုရောက်ဖို့အတွက်လည်းမင်းတို့လိုငသုံးလေးတွေကိုအသုံးချဖို့စောင့်နေခဲ့တာလို့ပြောပါတယ်အိုင်ဗီကတိုက်ခိုက်ဖို့ကြိုးစားပေမဲ့လည်းမိမိခွေရဲ့အားကြီးမှုကိုမခံနိုင်ပါဘူးမိမိခွေကလည်းပေါ့တွေအကုန်လုံးကိုဖျက်ဆီးလိုက်ပါတယ်အိုင်ဗီကထိခိုက်သွားတာကြောင့်အိုလီကဂျပန်တွေရှိတဲ့တောင်ပေါ်အထိကိုခက်ခက်တက်လာခဲ့ပါတယ်နောက်ဆုံးမှာအိုင်ဗီကတက်ရှင်နေတာကြောင့်အိုလီလည်းဝမ်းသာသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအပြင်မှာမိမိခွေကခုလုံးကိုမီးလောင်တိုက်တွန်းနေပါပြီအိုလီနဲ့အိုင်ဗီလည်းအားလုံးကိုကဲဖို့ထွက်လာခဲ့ကြပါတယ်ဒါပေမဲ့နေရာအကုန်လုံးကမီးလောင်နေပြီးသူတို့မှသွားစရာနေရာမရှိတော့ပါဘူးအချိန်မှာအိုလီကသူတို့ရဲ့ဦးကျွန်းလေးကိုဒါသွားမယ်ဆိုရင်အန်တီရဲ့ကင်းနိုင်တယ်လို့ပြောပြီးအကုန်လုံးကိုခေါ်သွားပါတယ်မြေခွေကလာတိုက်ခိုက်တော့မှဖြစ်လို့အိုလီကဇိုရီစီကပေါ့တစ်ခုပေးဖို့တောင်းဆိုပြီးသူ့ကိုယ်သူဇိုအဖြစ်ပြောင်းလဲလိုက်ပါတယ်ပြီးတော့မိမိခွေကိုတိုက်ထုတ်ဖို့ကြိုးစားတော့ပါတယ်။ဗီကအိုလီစီကပေါ်နဲ့မိမိခွေကိုဘူကပုံစံပြဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူး။မိမိခွေကလည်းအိုလီတစ်ခုလုံးကိုမိလောင်တိုက်တွန်းနေပါပြီ။အဲ့ဒီချိန်မှာအိုလီကရေကာတာကြီးကိုပြိုချအောင်လုပ်ခွေနဲ့အတူတူပါအောက်ကိုပြိုချသွားခဲ့ပါတယ်။နှစ်တင်များကြီးကြာပြီးတဲ့ချိန်မှာတော့ဂျန်ဝိုင်းကြီးတစ်ခုလုံးဟာငြိမ်းချမ်းနေတဲ့အချိန်ဇိုကြီးတွေပြန်ရောက်လာခဲ့ပါတယ်။အိုင်ဗီကလည်းဇိုရီနာကိုပြန်တန်းသွားတဲ့အချိန်မှာအိုလီကိုတွေ့လိုက်ရပါတယ်။နောက်ဆုံးမှာတော့အိုလီဟာလည်းသူ့ရဲ့မိဘတွေစီကိုပြန်ရောက်လာပြီးမိသားစုပြောင်းပေါင်းစည်းကြပါတယ်။လိုနဲ့ပဲတိရစ္ဆာန်တွေအားလုံးဟာဂျိုင်ဝမ်နဲ့မှာပျော်ပျော်ရွှင်ရွှင်နေရင်စကားလေးလည်းပြီးဆုံးသွားခဲ့ပါတယ်